စီးပွားရေးလုပ်တယ်ဆိုတဲ့နေရာမှာ small business ကိုဘယ်လိုလူမျိုးမဆိုတကယ်စူးစမ်းရင်ရလက်ထွက်ပါတယ်ဒါကပညာရေးသင်ယူစရာလည်းမလိုဘူးပညာရေးတက်နေစရာလည်းမလိုဘူးဒီ small business အဆင့်လောက်ကိုကိုယ်တိုင်တကယ်စူးစမ်းမယ်ဆိုလို့ရှိရင်ရလက်ထွက်ပါတယ်ဒါပေမဲ့နောက်တစ်ဆင့်ရောက်သွားပြီဆိုလို့ရှိရင်တော့ business owner တွေကဒီဝန်ထမ်းပြဿနာကြောင့်ဝန်ထမ်းတွေထွက်တဲ့ပြဿနာကြောင့်အများအားတိုင်ပတ်နေကြတာပဲဖြစ်ပါတယ်ပြဿနာကိုဖြေရှင်းမှုအတွက်ဇင်မာသုံးနဲ့နီးနီးရှိတယ်ဒါလေးကိုလာပြီးတော့ပြောပြပေးကြပါတယ်နံပါတ်1အချက်ကတော့သူတို့တွေထွက်တာမထွက်တာကိုအာရုံမစိုက်ဘဲနဲ့ကိုပေးနိုင်သလောက်စေရနာအပြည့်ထားပြီးတော့လုံးဝတခီးတဲ့ကိုဒူဒူသွားမှာပဲဖြစ်တယ်သူတို့ထွက်သွားရင်လည်းโอเคကိုကဇာစေနာအပြည့်နဲ့ထားတဲ့အတွက်ကိုသူတို့နဲ့လက်တွဲနေတဲ့အချိန်မှာလုံးဝကိုဘက်ကကုသိုလ်တွေရလိုက်တယ်ကိုလုပ်ပေးနိုင်တယ်ဆိုပြီးတော့ကိုဂုဏ်ယူနေရမှာပဲဖြစ်ပါတယ်နံပါတ်2ကိုနေရာမှာကိုစားလူမွေးနိုင်ရမှာပဲဖြစ်ပါတယ်ဝန်ထမ်း10ယောက်ဆိုရင်1ယောက်ကတော့လုံးဝဒီလိုလူဖြစ်ဖို့အရင်ရေးကြည့်တယ်အယောက်20ဆိုရင်2ယောက်အယောက်30ဆိုရင်3ယောက်ဒါကအရန်ကိုလွယ်ကူတဲ့ level တစ်ဆင့်တက်နည်းပဲဖြစ်ပါတယ်ဒီနေရာမှာကိုမွေးချင်းသားချင်းဆိုရင်တော့ပိုကောင်းတယ်ကိုမွေးချင်းသားချင်းလည်းဖြစ်နိုင်တယ်လို့ဒီဒီဇိန်းတွေကလည်းဒီလိုလူမျိုးလုံးဝကိုရနိုင်ပါတယ်အဲ့ဒါကြောင့်ကိုက business ကို next level တက်ချင်တယ်ဆိုလို့ရှိရင်ဒီနှမျိုးနဲ့ကို business ကိုရှေ့ဆက်လို့ရပါတယ်